အားလုံးမင်္ဂလာပါ။ဒါလေးကတော့1 chain ဖြစ်ပါတယ်ခင်ဗျာ။ထိတ်စီးနဲ့1 chain ပေါ့နော်။တောင်းတော်တော့3နှစ်ကြီးနဲ့တောင်းချပြပါတယ်။နောက်ခုရတော့8ဆိုပြီးတော့တောင်းတယ်။6ပဲ။ဒီတစ်ခေါက်ကျတော့8ပေါ့နော်။8နဲ့တောင်းထိတ်စီး။ဒါကြတော့3လုံးပုံချင်းလို့ပြောပါတယ်ခင်ဗျာ။3လုံးပုံချင်းကိုပါဝါနဲ့ထားတာပါ။3လေးနှစ်ပုံချင်းက9နဲ့4ချပြပါတယ်။6နှစ်ပုံချင်းက6ရဲ့6ပိတ်နဲ့ချပြပါတယ်။နောက်တစ်ခုကျတော့6ခွန်6ဆိုပြီးတော့ပုံချင်းက9နဲ့4ဆိုပြီးတော့696နဲ့ချပြပါတယ်ခင်ဗျာဒီတစ်ခါမှကျတော့8 4 8ဆိုပြီးပုံချင်းက3နဲ့5ပုံချင်း3နဲ့5 1 chain ပေါ့နော်အဲကြတော့အဲပါဝါပဲယူတာဖြစ်ပါတယ်ခင်ဗျာ9ဆိုပြီးတော့4 5ဆိုပြီးတော့5နဲ့3 4ဆိုပြီးတော့4နဲ့9ဒီတစ်ခါကျတော့9နဲ့4တစ်လုံးပေါ့နော်ကျွန်တော်ဒီ 1 chain ကသိမကြိုက်ပါဘူး1နဲ့6ကတော့ကျွန်တော်ကြိုက်တာက8 3နဲ့တစ်လုံးနဲ့9 4တစ်လုံးနဲ့3 5တစ်လုံးနဲ့ဒါလေးပဲကြိုက်ပါတယ်ခင်ဗျာအခုကျွန်တော်တို့ဒီ3လုံးကိုတစ်လုံးချင်းစီထောက်ပြီးတော့ခဏထောက်လို့ရပါတယ်ခင်ဗျာဟိုမှာ8 9 3တို့8 9 5တို့အားလုံးပဲနောက်ဗီဒီယိုမှာကျွန်တော်ကခဏစီပြီးတော့သင်ပြပါမယ်ခင်ဗျာ